အားလုံးပဲမင်္ဂလာပါရှင်။မောင်မဟီတီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးသွားချင်တာကတော့စာရေးသူနဲ့သမီးရေးသားထားတဲ့မောင်ပြောခဲ့တာလေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မောင်မဟီတီ channel ကနေပြီးတော့အားလုံးကြိုက်နေတဲ့စိတ်မဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။များသောအားဖြင့်တော့မောင်နဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတွေတင်ဆက်ပေးသွားဖို့ရှိပါတယ်ရှင်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးမစတင်ခင်မှာကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်။ဟာကွင်းလုံးကျုပ်လွတ်ပြီးဒီတောင်းကြီးကိုနောက်တကလှည့်မကြည့်အောင်ပြန်လဲမလာတော့မိမယူပြီးခလေးပဲမွေးခိုင်းပင်ဟဲကောင်းထိုင်အစုပ်ပလုတ်အပြိုင်းနေအော်နေအဆက်ကူမရှိဘူးနေကြီးဘလောက်ပြောကောင်းထိုက်ကမျက်နှာပိုးမတည်ဘူးမျက်နှာပြောင်တိုင်လင်းရှိပါရီခုံပေါအော်ဟစ်ပြီးကန်တင်းတဲဝင်သွားတယ်အစားအသောက်တွေကိုနေကြီးနဲ့ကောင်းထိုက်အလူအရက်ပူစုပတ်ဆက်မှာကြပါရီအစားအသောက်ဘက်မှာတော့ကောင်းထိုက်နေနေကြီးဟာအတွင်းညီစွာလိုက်ဖက်ပါရီသူများကိုအားမနာဟန်ကောင်းမမော်ရန်စားတော့ဖို့ဝဲမလဲဘူးတူဘာစားမလဲမှားလေမရှိပဲတောက်တော့မယ်မောင်လေတူတောက်တာပဲတောက်ပါပေါ့ဟဲ့ဒီနေ့ကဲပိုးမနေကြနဲ့ဦးမတောက်မှတီးလားစောင့်နိုင်ပါရုပ်ရှင်ကြည့်ကြမယ်ရှောက်လဲကြအောင်မယ်ဆိုပိုက်ထဲကိုပြည့်တင်ဖြည့်ထားငါတို့နှစ်ယောက်ကမင်းတို့လိုနှစ်သူကျိုးပြက်ငါကြည့်မကြဘူးတရားမျက်နှာတရားကြည့်နေရုံနဲ့ဝါတဲ့ဒီဂရီကပြားချက်နေရဲ့အိတ်ခန့်လေးကိုကန်ပြီးအနိုင်ပိုင်းပြီးပြောလိုက်ပါ၏ရှင်ဝတ်သူကတော့တောင်းနားလေဒီဂရီအားမနေစေဖို့မျက်နှာလေးကိုပေါ်ထားပြီးတူလဲမောင်းလို့ပဲចောင်းစာရီမကြက်ဟာလေးရှာပြီးသားပဲဘာမှမစားရလဲဘိုက်ကပြေးပြီးသားပဲအမလီပြောတတ်လိုက်ကြတာဟဲ့ကောင်းထက်နေရောတို့လိုငါ့ကိုကြိတ်ရလားဟမ်ဒါလေးစားပြီးမှပြောမယ်ကောင်းထိုက်ကဘလို့ဖြေပေးပါရီနေချင်ကတော့မျက်စောင်းထိုးပြီးကောင်းထိုက်ကြောပြင်ကိုပြောတင်လိုက်ပြီးကောင်းထိုက်ပါစက်တွေကအကုန်ပြတ်ထွက်လာတယ်။โอเคနဲ့အတန်နဲ့အတူကောင်းထိုက်မျက်လုံးမျက်စံပြူးသွားပါတယ်။ဒီကနေ့နဲ့ရှင်မို့တော့ဒီပုံစံဒီထားရီရှုံးနေပြီမို့ရှယ်ပွဲလို့မစုံရက်ဆက်တယ်နေကြီးနေနဲ့ငါနဲ့လက်ထပ်ပြီးရဲ့အချိန်အထိဒီပုံစံအတိုင်းဆိုငါအသက်ထွက်မယ်ထင်တယ်။ရီးစားတက်တန်းလည်းမနေတော့တောင်ပြီးသွားပြီးလက်အရှင်ရှော့တဲ့မီနော်အောင်မနေရအပူကျိုးနေရဆိုတော့ငါရှော့စီရလားဒီမဲ့မသေးမချဲမှတ်ထားငါ့ကိုယူချင်ယူရှင်နေရကြောပြုံပြောတယ်မယ်ငါလက်ကလေးကတော့ဘယ်တော့မှပျော့ပြောင်းနူးညံ့လာမှာမဟုတ်ဘူးကောင်းတိုင်းမျက်နှာအီးမှန်တလုံးရှုံးမိသွားပြီးဒီဂရီနဲ့ရှင်ဝတ်သူအာကူတကြီးနဲ့လှမ်းကြည့်လိုက်ပါရီဘာမှအာကူလှမ်းရှာမနေနဲ့မင်းကိုမင်းဆုံးဖြတ်ငါတို့နဲ့မင်းတို့နဲ့စုံတာတက္ကသိုလ်ရောက်မှမင်းနေကြီးနဲ့လေနေကြီးရဲ့တင်းကြီးခံလာခဲ့တာအထက်တန်းចောင်းသားဘဝမင်းတို့ရေးစားစားဖြစ်တယ်ရမလားအေးသူ့ဘက်ကအဆုံးထိကြီးညာပြီးလက်ထက်ရဲလားလက်မထက်ရဲဘူးလားဒါပဲတွေးဟာကွာចောင်းပြီးလို့သူ့အဖေအမေပွဲရုံမှာတနေ့လောက်လက်တွေ့ကွင်းစင်းပေးရနဲ့လက်ထက်ပေးမယ်လို့လူချင်းပြောပြီးဆိုပြီးဥစ္စာအခုမှငါစဉ်းစားနေအောင်ပါလားပြောနေကနောက်ဆုတ်ချင်တာလားငါမိဘတွေကိုအခုချက်ချင်းကောင်းထိုက်ဆိုတဲ့ကောင်မယူတော့ပါဘူးလို့ပြောလို့ရရင်နော်နေလို့နှစ်ပူးပြောင်မျက်လုံးပြုတ်ကောင်ငါမိဘတွေကအစတွေကသဘောတွေ့ရမဟုတ်အောက်မှာနေလို့အဆက်ပူကင်းတူပြရခန့်နေရမိန်းကလေးကိုလေငါငိုပြထားလို့ငါမိဘတွေကသဘောတူတာပါအစားကလည်းတူသေးကဲတော့ကြပါတော့ဒီနေ့စောင်းမွေးနောက်ဆုံးနေမှာအကြအိစကနိုင်လို့ပြီးရံမဖြစ်ကြပါနဲ့နင်တို့ရုပ်ရှင်ကြည့်ကြမှာဆိုစားတော့ပြီးသွားကြမယ်ရှင်ဝတ်တော်ကတော့အချိန်လေးကိုဝင်ထိန်လိုက်ပါရီဒီတစ်ချိန်လဲကောင်းထိုင်းတဲ့နေကြီးတယောက်နဲ့တယောက်မျက်စောင်းကေးကြပြန်နေငါအသက်ပုံနဲ့အရှင်ကကြည့်မယ်ငါဟာတာကနော်တွေးထွက်တိုင်ကိုမကြည့်ရဘူးညင်းကုံကိုဒီရီထောင်းဟန်ပြီးဝင်ထားလိုက်ပါရီမင်းတို့နှစ်ယောက်အဲ့လိုညှင်းခုန်နေမယ်ဆိုရင်ငါတို့နှစ်ယောက်မင်းတို့နဲ့မလိုက်တော့အိမ်ပြန်မယ်ဟုတ်တယ်ပြောစရာမကောင်းတော့စိတ်ညစ်စရာကောင်းလာပြီအဲ့လိုမလုပ်ကြပါနဲ့ဟာ
ငါတို့ပြောင်းနှောင်းနေရနင်တို့သိတာနဲ့ငါတို့၄ယောက်ကနောက်ဆိုရင်ကျောင်းမလို့၄ယောက်အမြဲဆုံးသွားတော့မှာမဟုတ်ဘူးဒီဂရီနဲ့တူတူကအိမ်ကြီးကျမနီးမဝေးတွေ့ကြတာနဲ့လက်တို့ခေါ်သွားလို့ရတယ်ငါကလည်းနေကြီးကိုလက်ဖြောင်းတေးပြီးခေါ်လို့ရတယ်တွားလာလို့ရရဲဆိုပြီးမြဲ၄ယောက်တစ်ချိန်နဲ့စုံမောကချိန်မှရတော့မှာကောင်းထိုင်ပြောတော့လဲဟုတ်တယ်ကောင်းထိုင်နဲ့နေကြီးကလူချမ်းသာရက်ကွက်မှာအဆင့်တန်းရှိနေတိုင်းစားတောင်းနေကြပြီဟိုဘက်ဒီဘက်မိဘတွေတည်နေပြီးရဲ့ချစ်သူစုံနှွဲတွေဒီဂရီနဲ့ရှင်ဝတ်သူကတော့ဝင်တဲ့အများစုနေတိုင်းနဲ့လက်လုံးလက်စားအလေအလတ်တန်းဆောင်ရက်ကွက်ငယ်လေးပါဟိုဘက်ဒီဘက်လမ်းနေထိုင်ကြသူတွေပြက်ပါရီဒီဂရီမှာအဖေမရှိအမေကရက်ကွက်စီးရဲ့ပါကုံစုံဆိုင်လေးဖွင့်ရောင်းဝယ်ပြီးဒီဂရီတို့မောင်နှမောင်တောင်းထားပေးရဲ့ညမလီယာဆယ်တန်းကျောင်းသူမို့ဘာအလောက်ကိုင်းမှမရှိသေးသလိုဒီဂရီကိုလည်းသူများတွေနေတူဒေးတက်ခိုင်းခဲ့ရမို့ဘာအလောက်ကိုင်းမှမရှိသေးကြကျိုးတက်ပေးမှလည်းတာသမီတွေပညာရေးစုံကမ်းမတိုင်းမှာအမေကစိုးရိမ်ပါတယ်တူနဲ့ကိစ္စမှလည်းအပြည့်တဲတာတာစီပိတ်ပင်တာဒါမျိုးတွေမရှိဘူးနားလဲပေးခဲ့တယ်စင်ရဲတာချမ်းသာတာရုပ်ဆိုးတာရုပ်လာတာကိုကျင့်တရားကောင်းမှုအရေးကြီးတယ်ဆိုပြီးတရက်ွက်တဲ့အကြောင်းတိဓာတ်တရဖြစ်နေတဲ့ရှင်ဝတ်သူသဘောတူလက်ခံခဲ့ညီမလေးစုစုဆန်ကလည်းရှင်ဝတ်သူကိုအမတယောက်လိုချက်တယ်ရှင်ဝတ်သူတို့ဘက်ကလည်းအဖေကအစိုးရဝန်ထမ်းအမေကအိမ်မှုကိစ္စပြီးနေရှင်ဝတ်သူမျက်နှာမငယ်အောင်ထားနိုင်တယ်ဆိုပြီးမြင်ချမ်းသာကြွယ်ဝမှုတော့မရှိကြအနေအေးစေးအဆင့်တန်ရှိသူတွေပြီးပြီးသူတို့နှစ်ယောက်အကြိတ်ရေးကိုကန့်ကွက်ပိတ်ပင်တာမျိုးမလုပ်ဘူးတမီရွေးကြတဲ့သူကမမနိုင်ဘူးလို့ဆိုပြီးဒီဂရီကိုအတိမတ်ပြုတ်ပေးခဲ့ပြေစုံမှုမရှိတာလွဲတော့သူတို့နှစ်ယောက်ကန့်ကောင်းကြပါတယ်အခုဆိုကြောင်းနေနဲ့ပြီးပြီးအလုံးတစ်ခုခုရှာအောင်ရှာပြီးလက်ထပ်ဖို့တောင်ရှိတော်တယ်ထားပေးမယ်ဟာဒီဂရီတပြင်းနေထိုင်နေဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးကွာမင်းတို့ကကြောင်းပေးရနဲ့လက်ထပ်ဖို့အစင်သက်ပြက်နေပြီငါတို့ကအလောက်ကန်ရှာအောင်ပါမိဘပြအချင်းယုံပြီးလက်ထပ်ပေးမယ်ဆိုပေးမယ်ဒိုနီယောက်ကိုဆက်ပြီးတောင်းဝင်ယူဖို့ကတော့ခက်ခဲနေမှာပဲလေဟာငါတို့နှစ်ယောက်ကလည်းတန်ကနေလက်ထပ်မှာမဟုတ်ဘူးကွာနေကြီးမိဘတွေပွဲရုံမှာကျွမ်းကျင်အောင်အလုပ်ဝင်လို့မှစိတ်ချလို့ရပြီလွှဲလို့ရပြီဆိုမှသူတို့တပီးနဲ့လက်ထပ်ပေးပါတဲ့တဲမလွယ်တဲ့ရောက်ခမတွေပါရွှေတမက်လေးကိုအလက်ကားတင်ကြွေးထားမယ်မရှိဘူးတေးအောင်ခိုင်းစားမှာအော်နေရမလောက်ချင်ဘူးလားငါ့ကိုယူချင်ငါမိဘအလုပ်လောက်ရမှာပေါ့ဒါလည်းအမွေပေးရပဲဟဲ့မလောက်ချင်လို့ပြောနေရမဟုတ်ပါကွာမွေးလာမယ်တားပြီးတမီးတွေအတွက်ကြိုးစားရှာဖွေရမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့မင်္ဂလာဆောင်ပြီး3-4-5နှစ်ကလေး2ယောက်3ယောက်မွေးပြီးရဲ့အထိတမက်လေးကိုမပစ်မမှန်ထားတဲ့နာပေါ့ကြည်လက်ကြောအောင်မတင်ပြောလိုက်ရမကောင်းရှိတော့မယ်ကဲရှက်တော့ဒီတခါပြဿနာပြေငါတို့တက်ကနေထပြန်မှာနော်ရှင်ဝတ်သူဟာခက်တိတ်တိအော်ပြန်လိုက်တော့ကောင်းထိုက်တို့2ယောက်ကဆက်လေးပူပြီးငိမ့်သက်သွားကြပါတယ်ဒါတော့မျက်လုံးချင်းအတန်တိတ်တိုက်ခိုက်နေကြသေးရဲ့အဲ့ဒီနေရာကြောင်းတော်ကြီးကိုစိတ်မကောင်းခြင်းများစွာတက်တာပြနှုတ်ဆက်ပြီးနေရာနှံ့စိတ်ပေါ့ပါလွတ်လပ်စွာရှောက်လည်ဖြစ်ကြပါ၏တပုတ်နေလဲအုပ်စုလိုက်ပုံနေနှစ်ယောက်တွဲပုံနေအမျိုးမျိုးရိုက်ကြတယ်ဘဝတစစ်ချိုးအတွက်ပြောစရာကောင်းနေနေလေတနေ့ဖြစ်ခဲ့ပါ၏ဘယ်တော့မှမမေ့နိုင်ဘူးအိမ်ပြန်လာမှကောင်းထိုက်ကသူ့ကားနဲ့ဒီဂရီကိုရက်ွက်တဲ့အထိလိုက်ပို့ပါ၏ကောင်းထိုက်လန်တိတ်ကအေးအေးဆိုင်ပါကားရက်ပေးကွာမင်းတို့နှစ်ယောက်လည်းမပြတ်နေအောင်ငါပြောစရာရှိလို့ဒီဂရီစကားကြောင့်အေးအေးဆိုင်ရှိမှကောင်းထိုက်ကားရက်လိုက်ပါ၏ဆိုင်လေးကလူရှင်တိတ်ဆိတ်လာတယ်ချောင်ကြောက်ကြတောင်စပွဲလေးမှာ၄ယောက်သာထိုင်လိုက်ကြပါ၏မင်းကထူးထူးဆန်းဆန်းမှလာဒီဂရီတနေ့လုံးအပြော်လုံးနေကြတဲ့အချိန်မှာတော့ဘာမှမပြောဘဲနဲ့အားလုံးပြုံနေကြတဲ့အချိန်မှာစိတ်မကောင်းဖြစ်မှစိုးလို့ပါကွာဟမ်မောက်စကားဘလို့ကြီးလဲရှင်ဝတ်သူကအထိတ်တလန့်ဖြစ်သွားတယ်ကောင်းထိုင်းတဲ့နေကြီးလည်းစိတ်ဝင်စားသွားကြပါရဲ့မောင်ဒီတလားနှစ်လအတွက်မှနိုင်ငံခြားသွားမယ်ဟမ်ဟာဒီဂရီမင်းဘာစိတ်ကူးပေါက်သွားလဲမောင်ဘာလို့သွားရမှာလဲဘာလို့နိုင်ငံခြားသွားရမှာလဲအလုံးအမေဒိတ်တန်နေနဲ့ပြူးပြူးပြပြဖြစ်သွားကြပေမဲ့ဒီဂရီကအင်ထရီရလင်းရှိပါတယ်မောင်ထားတဲ့အေးပလင်းကိုပိုက်တန်လေးနဲ့တဝက်လောက်ဆိုက်ရှုပ်ပြီးဒီဂရီတပြင်းချလိုက်တယ်
ပြောလိုက်ရင်မင်းတို့ကအဲ့လိုပဲစိတ်မကောင်းဖြစ်သွားကြမယ်ဆိုတာငါသိတယ်အဲ့ဒါကြောင့်နောက်ဆုံးနေ့စတင်နေ့တစ်နှစ်လုံးဘာမှမပြောဘဲကြိတ်မိတ်မျိုးသိခင်ဟာဒါဆိုမောင်ကဒီကိစ္စအစိုးရစီစဉ်ထားခဲ့တာပေါ့ဟုတ်လားမောင်တူတူတောင်းမှဘာမှမပြောဘဲနဲ့ဟုတ်တယ်တူတူစောင်းဝင်းရဖိုင်နေမလားစိတ်နောက်ဆက်ဖြစ်ရင်တစ်နှစ်အောက်သွားမှစိုးလို့ဟိုးဘာပဲဖြစ်ဖြစ်တူတူတိုင်ပင်ပြီးမှဆုံးဖြတ်တဲ့နေမောင်ရဲ့အခုတော့တူတူဘာမှမဖြစ်လို့မောင်းထိတ်နေရလားရှင်ဝတ်တို့အတန်လေးရဝမ်းနေစိတ်နဲ့တုံ့ပြန်နေပါလေမနေ့သိမ့်မရအောင်ဒီဂရီအေးပလင်ကောက်မော့ပြတ်ပါတယ်ဟုတ်သားပဲဒီဂရီစုပ်ပြတ်ပြီးမှတိုင်ပင်ထားဆိုရင်ငါတို့ဘာပြောစရာကြံသေးလို့လဲအစီအစဉ်ချပြီးမှပြောပြတာတကယ်ချင်းကိုအတိတ်ဘေးုံတက်တက်ပဲလားဒီဂရီကောင်းထိုင်းတဲ့နေကြီးလဲစိတ်ဆိုးကြတယ်ရှင်ဝတ်တို့ကမျက်ရည်တွေတောင်လဲလာတယ်မင်းတို့အပြစ်တင်တတ်ပါတယ်အစားရတိုင်ပင်လိုက်ရောမင်းတို့လက်ကပ်ပါမလို့လားငါလည်းမင်းတို့ခွဲကြံလို့တလို့ဆုံးဖြတ်လိုက်တာမှမဟုတ်တာဒါပေမဲ့ငါတူတူကိုချက်တယ်မပြေမစုံနှမ်းပါတဲ့အတီးဘဝမှာတူတူကိုရှောင်းဝါးဝါလက်မထက်ချင်မွေးလာမယ့်ရှင်သွေးလေးကိုလည်းငါတို့လိုဘဝမျိုးနဲ့မချိုးတဲ့စေချင်မင်းနဲ့မရဒီဂရီအမြင့်ကြီးအရန်တွေးရပဲကွာတောင်းပေးပြီပဲကိုယ်တိုင်မှရှာဖွေစားတောက်လို့မရဘူးလားမကြည့်ပွားနိုင်ဘူးမလားယင်းဒီပြိုးထောင်စရာမရှိရတဲ့သူများစီမှာအခါစားဝင်တန်းလောက်ရမှာ10နှစ်လောက်ရှုံးကန်လိုက်မချမ်းသာနိုင်ပါကွာဟိုမှာ3-4နှစ်လောက်ကိုဘမြုပ်နှံလိုက်လုပ်ငန်းတစ်ခုထူထောင်မှုအရေးနေရှာလာနိုင်ပါတယ်ဟင်မောင်ကဟိုမှာ3-4နှစ်တွားနေမှာဟုတ်လားသူတို့ကဘလို့ကြံကြရမှာလဲမောင်သူတို့မျက်ရည်တွေအတွက်ဒီရီစိတ်မကောင်းပါဘူးဒါပေမဲ့စိတ်ကြည်နာအောင်ဖြည့်သိမ့်ရုံလွယ်ပြီးသူဘာမှမတတ်နိုင်ဘူးကိုရောင်မနာကျိတ်ခဲ့ပြီးဆုံးဖြတ်ခင်ရတာတူတူမောင်တောင်းမှန်ပါတယ်ဒီကိစ္စကိုမောင်မမီနဲ့ညီမလေးကိုလေအတိပေးထားတယ်တူတူမိဘတွေကိုလည်းလာပြီးခွင့်တောင်းပါပါမောင်ဒီလိုလုံးဝတူတူတွက်ပါကွာမောင်တို့ကဟိုဘက်ဒီဘက်မပြေဆုံးတဲ့အတိုင်းဝိုင်းအောင်ရှင်တန်ခင်းကြတာမလားတူတူတင်းတင်းတက်တက်လက်ထက်ယူခြင်းနဲ့တအိုးတအိမ်ပြည့်ပြည့်စုံစုံထားခြင်းနဲ့မွေးလာမယ့်သားရီသမီးတွေအတွက်အစင်သစ်ဖြစ်စေခြင်းနဲ့တူတူမခွဲနိုင်ပေမဲ့စွန့်စားကြည့်ခြင်းနဲ့ဒါမောင်ရဲ့မျှော်လင့်ချက်မောင်ရဲ့အိမ်မက်ပဲတူတူမောင်တို့တွေကမုံလို့ခွဲကြတာမှမဟုတ်တာမောင်နားလေပေးပါတားလို့မရဘူးဆိုတာတူတူနားလေပါတယ်မောင်ပါကြောင့်နိုင်ငံခြားကိုသွားဖို့စိတ်အားထက်သန်နေလဲဆိုတာလေတူတူနားလေပါတယ်ဒါမဲ့ချစ်တဲ့တန်းတခြားမောင်နဲ့စိတ်ဆိုးစိတ်ကောက်ခဲ့ပွေဆိုရင်တောင်မရှိတော့တူတူဘလို့ခွဲနိုင်မှာလဲပေါ့ရဲ့တူတူပြောတဲ့စကားအမှန်ပဲဖြစ်ပါတယ်တယောက်နဲ့တယောက်ဖြည့်စည်းနားလည်မှုတွေနဲ့စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာတခါမှမရှိခဲ့ဘူးမိဘတွေပေးလိုက်တဲ့ပုံပုံလေးကိုနှိမ်အောင်မြတုံးပြီးချိုးတဲမှုအပေါ်မှာလည်းမငြင်းညွန့်ကြဘူးပါလာတဲ့ထမင်းကြိုက်လေးတည်းဟာဟင်းလေးပြိုအလဲလဲလောက်ပြောက်ဝင်စားရင်ကြည်နူးခဲ့ကြတယ်ပြည့်စုံမှုရှိရဲ့ကောင်းထိုင်တဲ့နေကြီးရဲ့စေတနာနဲ့ပံ့ပိုးမှုအာနာစိတ်နဲ့တောင်လက်မခံပဲနေရာအတူတူမာနာကြီးခဲ့ကြတယ်စိတ်တူကိုယ်တူကျက်မြတ်နိုးခဲ့ကြပြီးမှဒီနေ့ဒီလိုအချိန်ခွဲခွာမှုမျိုးပြည့်မနာကြီးရပါဘူးကောင်းထိုင်တဲ့နေကြီးဟာသူတို့နှစ်ယောက်အချစ်ကိုနားလေခင်းနေတယ်မို့စိတ်မကောင်းနိုင်ဒီကောင်ကငကိုရင်းကစိတ်တက်ကမှာတယ်ထားလို့လည်းရောက်မှာမဟုတ်ဘူးတားမှစိုးလို့လည်းအခုမှဖွင့်ပြောတာဒီကိစ္စအတွက်စိတ်မကောင်းဖြစ်မနေနဲ့တော့ဒီကောင်နားလေပေးလိုက်တာအကောင်းဆုံးပဲတူတူဟုတ်တယ်တူတူဒီကလေးကနင်းကိုအရန်တန်ဖိုးထားလို့ဒီလိုဆုံးဖြတ်လိုက်တာပါသူလည်းဘယ်ခွဲခွာချက်မှလဲဒီဂရီနင်းကိုအရန်ချက်တာနင်းလည်းတိသားနဲ့ကောင်းတိုင်းတဲ့နေကြီးဝိုင်းဝန်းဖြောင်းပြကြပါတယ်ရှင်ဝတ်သူမျက်ရည်ကိုပုတ်ခတ်သိမ်းဆင်းလိုက်ပြီးဒီဂရီပခုံးထက်မှမိမိလိုက်ပါတယ်ဒီဂရီကတူတူကိုဖောက်ဖွာလေးထွေးပန့်ထားလိုက်ပါတယ်ငါမအောင်စိတ်မစိုးပါဘူးစိတ်မကောင်းလှုပ်နေရလဲမဟုတ်ဘူးခွဲခွာမောင်တွေးပြီးမခံစားနိုင်တာမောင်နားလိုက်ပါရဲ့တူတူရဲ့မောင်လည်းတူတူမခွဲနိုင်ဘူးရွှေထဲမှာအရန်နာကျနေရဲ့ဒါပေမဲ့မောင်တို့ရှိရဲ့အတွက်ဆိုပြီးအားတင်းနေရတာကဲတော်တဲ့မီမတော်သေးဘူးအလွမ်းတိန်နေရဲ့ကြည်စံနေကြည်သူတို့ချက်သူနေရဘလောက်တောင်မှတိမ်မွေနူးညံ့မှုတွေနဲ့ချစ်နေကြတယ်လေလို့
တယောက်ကလည်းမောင်တယောက်ကလည်းတူတူရဲ့နဲ့ကြာအချစ်တွေနဲ့ပြောဝင်နေလို့စက်သိန်းအောင်ထိုင်ဟန်ပန်နဲ့ပုံစံပေါ်ပြောနေတဲ့ကောင်းထက်ရဲ့မျက်နှာကိုအပြင်းဆုံးမျက်စောင်းနဲ့ဆွေးဆောင်ကြည့်ပြီးတောပြင်းကိုနေကြည့်ဥက္ကနဲ့တူးပြလိုက်ပါတယ်ရုပ်ကျင်းနဲ့အနုရာကြိုက်နေရပေါ့ဟုတ်လားယောက်ျားပဲမကြိုက်ပဲနေမလားကွာတူတူဒီဂရီကိုခေါ်တယ်လို့မျိုးခေါ်ကြည့်စမ်းပါမအောင်လို့ကြည့်အောင်နာဘူးရုပ်ကနှာခေါင်းကြီးနီးရပြီးပွာလာပြီကိုတို့မောင်တို့ခေါ်ကြံစရာရုပ်ပဲနေကြီးဘလောက်ပြည့်ပြည့်နဲ့နဲ့ပြောကောင်းထိုင်မျက်နှာပြောင်းရပဲမနေနိုင်တဲ့ဒီဂရီနဲ့တူတူဟာသာဦးလိုက်တဲလိုက်ရဲမိကြပါလေဒီလိုပြောရွှဲမှုတွေပေးတဲ့တငယ်ချင်းတွေနဲ့ကြည်နူးလိုက်ဖို့မှုတွေပေးတဲ့ချစ်သူသူဘလို့လောက်ခွဲထားရပါလေလေဒါပေမဲ့ဟိုးဝေလှမ်းကြည့်လိုက်ဘာမှမရှိရဲ့ဟင်းလဲပြန်ကြည့်ရောသူမမြင်တွေ့လို့ငွေရှိပါအရာပြေးစုံတိတ်ပင်ရှိပါမလားအဲ့ဒီအချိန်တွေတော့အချိန်ဆိုတာတောင်းဝင်ဝေတရားတွေနဲ့လှည့်ပတ်ရင်ကုံမမသိကုံသွားတာပါပဲဒါပေမဲ့တန်ဖိုးရှိကုံဆုံးဖို့တော့အရေးကြီးရင်တော့အချိန်ကခဏလေးရဲ့လောဘတွေနဲ့ဖြတ်တန်းမယ်ဆိုရင်မတန်တဆပူလောင်တတ်တယ်တာအရန်သွားချက်တော့အမိမတောင်းရည်ရွယ်ချက်မပြောင်းရင်တော့ပါပြီအမေတန်နေတုံရင်နေတလားလို့ထပ်မေးပေမဲ့သူလိုပဲစိတ်တက်မပြောညံ့တတ်တယ်မဟုတ်မျက်ရည်ကျမှာတော့မဟုတ်ဘူးနောက်ရေးတော့ပါမေးဒီတိုင်းကျွန်တော်မနေချင်ဘူးရှင်ဝတ်တို့အတွက်ဒီလိုစွန့်စားစင်ကြိစီဟာအမေနားလေပါတယ်အမေလည်းညီမလေးအတွက်ဆိုရင်ကျွန်တော်ဒီလိုစွန့်စားမှာမဟုတ်ဘူးလို့အမေပြောချင်တာလားတော့အမေပြစ်မမြင်ပါဘူးကွယ်အိမ်ထောင်ပြုတ်လိုက်ရင်တော့အမေတို့စွန့်လို့ရမှာပဲဒါသမီးရဲ့တက်တန်းရောက်ွက်ကိုမိဘတွေမပိုင်ကြဘူးတာတီတီကြပြောရရင်ပညာရီတင်ပေးပြီးလို့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်ကြတဲ့အချိန်အားစလို့ပေါ့ဘယ်မိဘမှအတောင်မညူညင်ကြပါဘူးပီတီနဲ့အားပေးဖို့ကြိုးစားကြတယ်အမရောမရှိအောင်တဲမှတ်ပေးဖို့ကြိုးစားကြင်ကြသေးတယ်ကျေးဇူးဆက်ချင်လို့ပါဆိုတဲ့စကားနဲ့လည်းမဖြေတိတ်ပါနဲ့မိဘတွေအားလုံးမျှော်လင့်ချက်တစ်ခုနဲ့သားသမီးတွေကိုမွေးဖွားပေးခဲ့တာမှမဟုတ်တာအမေစကားတွေအတွက်သူ့ရဲ့ရင်ထဲကတက်စစ်စစ်နာကျင်လာပါတယ်သူလည်းခုရင်ကပြတ်မလာနိုင်သေးတဲ့သားသမီးတွေအတွက်ကြိုရင်ပူပန်နေခဲ့မိသူမဟုတ်ပါလားပြေဆုံးကြွေးဝါတဲ့ဘဝမှာရှင်ဟိုးသူအပါအဝင်မွေးဖွားလာနိုင်မဲ့သားသမီးလေးတွေကိုအစဉ်တန်မြင့်မြင့်ထားချက်နဲ့နှုတ်ချတဲ့ကိုဘဝလိုမျိုးခွဲခွာမှုတွေနဲ့ရင်ဆိုင်ရမှာစိုးရင်နဲ့ပြေဆုံးအောင်မထားနိုင်ခဲ့တဲ့မိဘတွေကိုတောင်းဝင်ဝတ်တရားမကြည့်ဘူးလို့ဆွဆွဲရက်ပြီးမယ်ကိုယ့်လက်မှာအဲ့လိုမျိုးမဖြစ်အောင်အခုရင်ကပြင်ဆင်ထားမှပြင်မယ်အမေမမျော်လင့်ပေမယ်အမေကိုလည်းကျေးဇူးဆက်ချင်ပါသေးရဲ့သူတက္ကသိုလ်ပထမနှစ်မှာအဖေဆုံးတော့သူတို့ပေါင်တော်မှာနေရောက်ရှိကမမမမအမေရက်တည်ခဲ့လောကရန်ကိုအင်ဒရီရရမတုံမလုံးရှင်းဆိုင်ပေးခဲ့တယ်အဖေရှိတော့ဘာလုံးမှမလုပ်ခဲ့ပေမဲ့လေအဖေဆုံးသွားပါတဲ့အချိန်မှာရှိတဲ့အတွင်းပစ္စည်းလေးတွေထုတ်ခွဲပြီးဈေးရက်မှာကုံကြောင်းဆိုင်ဖွင့်ပြီးမချွတ်မကြောက်ဈေးအောင်ကျွေးရတယ်ဒါအမေရဲ့မိခင်မြတ်တာသူအတိအမှန်မပြုတ်လို့ဖြစ်မလားဘာတွေတွေးနေရလဲတာဆုံးဖြတ်ပြီးချီအောင်ချတော့ပြန်မစင်းစားနဲ့မှန်တယ်လို့ထင်ရင်တော့ရေးရေးရှောက်ကျွန်တော်တော့ရင်အမေနဲ့ညက်မလေးနှစ်ယောက်တည်းဖြစ်ပါမလားလို့စိုးရင်လို့ပါသားသမီးကိုအားဆိုင်ခွန်ဆိုင်မွေးရဲ့အချိန်လောက်အမေအားငယ်မှကြောက်ရွံ့မှာတော့မဟုတ်ပါဘူးသားအတမ်းမှရှက်ပါမလားကိုလည်းအင်္ဂါမှစုံပါမလားလို့စိုးရင်ပူပန်နေရတာမှမဟုတ်တာစဉ်းစားစဉ်းကျင်နိုင်တဲ့အသည့်အဉာဏ်အမားမှန်ခွဲခြားနိုင်တဲ့အသက်အရွယ်ရဲ့ရင့်ကျက်မှုသင်ပေးထားခဲ့တဲ့ပညာတွေရဲ့ပံ့ပိုးမှုကြောင့်ဒါအမားတွေကျွလွန်မှာမဟုတ်ဘူးဆိုတာအမေသိနေပြီပဲပြီးတော့အာကိုအားထားပြုတ်ရတဲ့တားအဖေမရှိတော့တာတောင်ကျွေးဝေးစိတ်နဲ့ဘဝကိုအမေအရှုံးပေးနောက်ဆုတ်ခဲ့တာမှမဟုတ်တာပဲတားရဲ့အမေနာမှာဘသူမရှိရှိအမေမြတ်တာတွေကတော့ရှိနေမှာပါအမေရဲ့သူ့ရဲ့ညှဉ်းညူမှုကြောင့်အမေဟာမကြည့်ပြုံးလိုက်ပါတယ်အားပေးွားလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာအဖြူစိမ်းတောင်းဝဲဆောင်လေးဝက်လာတဲ့ရမလေးကလွယ်အိတ်လေးကိုတိုင်မှချိတ်ပြီးသူနဲ့အမေကြောင့်မှဝင်းထားလိုက်ပါတယ်ကိုကိုနိုင်ငံသားတော်မဲ့ကိစ္စတိုင်ပင်နေကြရလား
ဟုတ်တယ်ညီမလေးမမသူနဲ့ကိုကိုတငယ်ချင်းနေဟောပြောပြပြီလားအားလုံးစိတ်လဲစိုးကြတယ်စိတ်မကောင်းလည်းဖြစ်ကြတယ်သူတို့လည်းကိုကိုကိုမသွားစေချင်ကြဘူးမမသူကကိုကိုကိုရမ်းချက်တာဘယ်လိုလုပ်သွားစေချင်မှာလဲဒါမဲ့ကိုကိုဘာပြောပြောမမသူကမဆန့်ကျင်ဘူးမလားသူနားလေပေးပါတယ်ကိုကိုရည်ရွယ်ချက်ကိုသူသိနေရပဲလေအမေကတော့တူလေးရဲ့နေရာခန်းစားချက်ကိုကူချင်းစားနေတာမတက်တာလို့လိုက်လုံးရပေးမိဒါပြန်မလာမချင်းသူစိုးရိမ်မှုပူပန်နေရှာပါလူကြီးပြီးသားစွာအမေကတွေးဆဆပြောတယ်သူ့ရဲ့ထဲလဲဒီအတိုင်းနားလေလာခဲ့တင့်စောကတားကိုပဲချိန်လှမ်းခေါ်ပါလေအကောင်ကဟိုမှာသူ့တတိကိုအလုပ်ပြောပေးထားတယ်ဒါဘက်ကလည်းအားလုံးအစင်သိပ်ဖြစ်နေပြီနောက်တစ်လခွဲ2လလောက်ဆိုရင်တော့တွားလို့ရပြီမေတူကိစ္စရောဘယ်လိုလုပ်သွားမှာလဲဗျာစစ်စစ်ကြောင်းလဲသွားကြလားလို့အမေမရပါအော်အဲ့ဒါမျိုးတော့မလုပ်ပါဘူးမေတွားမယ်လာမယ်ဆိုတဲ့အကြောင်းတော့အတိပေးသွားမှာပါတူလဲပြောပြထားမယ်လို့ပြောတယ်အမေစေးပိတ်တဲ့ရလောက်တူတို့အိမ်ကိုတွားမယ်လို့စဉ်းစားထားတယ်ကောင်းသားပိတ်သားရှင်ဝတ်သူတင်တောင်းတင့်တယ်လက်ထက်ယူမယ်လို့စဉ်းစားထားတယ်သူမိဘတွေကိုတလီတဆိုင်ရှိတဲ့နေဒါတော့မဲ့ကိစ္စအတိပေးထားအောင်လေသူတို့ကြီးနဲ့သွားတာပေါ့တာရဲ့အမေကတော့သူ့အရာရာနားလေပေးနိုင်တဲ့မိခင်တရားပါတကယ်ဆိုဒီမိသားစုလေးကချမ်းသာကြွယ်ဝမှုတွေမရှိပေမဲ့နားနေမှုတွေကြောင့်အေးချမ်းတည်ငြိမ်မှုရှိရင်သူနိုင်ငံသားမသွားလဲထမင်းနဲ့မှန်ရုံတော့စားနိုင်တောက်နိုင်တာအမှန်ပဲဖြစ်ပါရဲ့ဒါပေမဲ့တူနဲ့ဘဝတက်ကူတဲ့တိဆောက်တဲ့အချိန်မှာဒီလိုအချိန်မျိုးနဲ့သူမရောက်ရဲနိုင်တူကိုအင်တဆောက်မီးတဲ့ပြောင်ပြည့်ပြည့်စုံစုံထားခြင်းနဲ့မွေးလာမယ့်သားသမီးတွေကိုလည်းသူတို့လိုမသိငယ်စေခြင်းအချိန်တက်ကူရှင်းနေလိုက်ရင်အဲ့ဒီအရာတွေအားလုံးပြည့်စုံနိုင်ပါလိမ့်မယ်ခရီးကမနီးပေမဲ့လည်းမနီးမှတည့်ရနဲ့စွန့်စားကြည့်ကြတာဦးကတော့အားပေးပါလေကွာလူငယ်ဆိုတော့အတွေ့အကြုံအသက်တေးရှားခြင်းနဲ့စူးစမ်းလေ့လာခြင်းကြတယ်ဒါပေမဲ့ဆွဲရှိဖို့တော့လူရဲကွာကိုယ်နိုင်ငံသူ့နိုင်ငံရဲ့မဟုတ်ဘူးဘယ်နေရာမှာဖြစ်ဖြစ်အခက်ခဲဆိုတာရှိတာပဲငွေအရင်နေမြုပ်နှံနိုင်တဲ့သူကလုပ်ငန်းရှင်ဖြစ်တဲ့မလုပ်နိုင်တဲ့သူကသူများရဲ့အခစားဝန်ထမ်းပေါ့ဝန်ထမ်းဘဝချင်းအတူတူစီကံမရှိတဲ့သူကစုဆောင်းမိမှာမဟုတ်ဘူးမိဘမျက်ကွယ်ရမှာပို့ပြီးစီကံရှိမှာဖြစ်မယ်ဟုတ်ကဲ့ကျွန်တော်ရည်ရွယ်ချက်ကိုအောင်မြင်အောင်ကြိုးစားမှာပါတူနဲ့လည်းတိုင်ပင်ထားပါတယ်အေးတမီးကပြောပြပါတယ်ဖြစ်နိုင်တဲ့မှာတူရုံးကန်ကြိုးစားစေချင်ပေမဲ့ဥရောဘက်ကလည်းမင်းတို့အတွက်ဘာအမွေအနှစ်မှပေးနိုင်မှာမဟုတ်ဘူးဆိုတော့အားပေးရုံပဲရှိတော့တာပေါ့ကျမလည်းအဲ့ဒါကြောင့်မလွတ်ချင်ပဲလွတ်လိုက်ရတာပေါ့ဦးစိုးတည့်ရင်တူလေးကိုတက်တောင်းတင့်တယ်လက်ထက်ချက်နဲ့ပြည့်ပြည့်စုံစုံထားချက်နဲ့ဆိုတော့မထားစီရတော့လေဟိုမှာနေတဲ့သူ့အကူဝမ်းခွင့်ရလေအလုတ်အကင်အစားအစင်တင်ရှာထားပေးတာပါသူလာပဲဆိုတော့ဝမ်းလောင်းဝမ်းသာနေရဲ့ဟိုတားနဲ့တမီမင်္ဂလာဝဲကိုတားပြန်လာမှခက်ခက်နာနာလှုပ်ပေးပြစီနော်ဒီဂရီအမေဟာတောင်းရှိမှုယူကျူးစွာခွင့်ဝင်ပါတယ်ဦးစိုးတဲ့နဲ့တုံငိမ့်စရာနားလည်မှုနဲ့ကောင်းတငိမ့်ငိမ့်ခလေးတွေကိစ္စအလော်တကြီးညှိနှိုင်းစရာမလိုပါဘူးကွယ်လိမ္မာတဲ့သူတွေမို့မိဘတွေကိုအတိပေးတိုင်ပြန်တာပဲသူတို့လေးဖေကိုချေးမုံရမှာပါအတူနေရပြီးရောမယူရဲဆန်ပြီးတဆွထုတ်လောက်မသွားတာတော်သေးရပဲဟုတ်ကဲ့မမစင်တောက်အဲ့လိုစိတ်မျိုးမရှိအောင်တော့ညလည်းဆုံးမထားပါလေမမေရင်နွေးပွဲအေးတမီထားခဲ့မောင်တီဂရီနဲ့အပြင်သွားကြအောင်မယ်ဆိုသွားကြလေမမေတို့လူကြီးပင်စကားပြောလိုက်အောင်မယ်ဟုတ်ကဲ့မမေသူ passport ကိစ္စသွားမယ်ဆိုလို့ပါလူကြီးတွေဟာအလိုက်တိတ်တိတ်ခွင့်ပြုတော့ဒီဂရီနဲ့ရှင်ဝတ်သူကားမှတ်တိုင်ရှင်အောင်ထွက်လာခဲ့ကြပါတယ်အစိမ်းရောင်များတဲ့အပွင့်ခတ်တွေနဲ့ပါတိတ်ဝမ်းဆက်ဝင်ထားတဲ့ရှင်ဝတ်သူဟာရင်ရင်ဆဆနဲ့နုနယ်လှပလော်ပါတယ်ဇန်နဝါရီဟာကျုံးလေလောက်နှွဲ့ဤစွာဝိဝဲနေလျက်ပါဝဲဝါစိမ့်များနေတဲ့ပါးပြင်းလေးပေါ်မှာမုံပွေးနေတဲ့တနခါရတဲ့နဲ့ကြပြဆက်လာပါတယ်ကိုပေါ်မှာတံဖိုးကြီးလှဝေးရတဲ့နာတွေဘာမှစစ်မြန်းနိုင်ခြင်းမရှိပေမဲ့လည်းမိမဘက်နာယီတီးတီးလေးဟာ
တင်းငိမ်မှုကိုညှို့ဆိုဖို့တူနေပါတယ်စလံပတ်အိတ်မှာပါလက်ကင်ရင်တိတ်တိတ်လေးနဲ့မှာပါဒီဂရီလက်မောင်းတစ်ပတ်ကိုတွဲဆုပ်ယုံနဲ့အမှန်နေပြေးပွားနေရန်ရှိပါတယ်တစီငားလိုက်ရမလားတူဘာလို့ငားမှလဲ200လောက်ကုန်ရင်မောင်သွားကျင်နေရှုံရှောက်သွားမှာပဲဥစားတစီက2300အကုန်ခံရောလာမောင်ရင်လိုက်ကားပေါ်မှာတူစပယ်နေဟိုလူဒီလူနဲ့ညစ်မှာစိုးလို့ပါဟိုဒါလေးများတူမှာခေါင်းစည်းတူးပါတာပဲစီးထားလိုက်ပါပေါ့တူကအဖြတ်ကနေလက်ပေါင်ပတ်ထားတဲ့ခေါင်းစည်းတူးလေးနဲ့စံတွယ်လေးတွေကိုတက်ရက်စွာကြည့်နှောင်းလိုက်ပါတယ်ရှင်တန်ဝင်ဖက်နေရဲ့မျက်နှာလေးကိုဒီဂရီကမျက်နှာမဝစွာငေးကြည့်နေပါတယ်ဘာကြည့်နေရလဲလမ်းကိုကောင်းကောင်းသွားတူကအရန်လှနေလို့ပါတူဥပဒေယောက်ကမင်းကတော့တတိကတော့ယောက်အဲ့ဒါကြောင့်မောင်ဟာတူအမြင့်ဆုံးမှာထားကြတာတော်ဝင်တဲ့အလှနဲ့ပြေးစုံချမ်းသာတဲ့ဘဝလိုက်ပဲတင့်တယ်အောင်လို့လေတူဘကတနာတွေမမှတ်ပါဘူးမောင်အနေစင်းရဲခြင်းစင်းရဲမင်းချမ်းသာတဲ့ဘဝမှာမောင်နဲ့တူနေကြတယ်အဲ့ဒီဘဝစိတ်ကူးရှင်လို့တော့ကောင်းပါတယ်လက်တွေ့မှာမပြေဆုံးမှုဟာအချက်တွေကိုအမောင်ချပြနိုင်တဲ့တူမောင်ကတူကိုတောက်ဖို့ထားပြီးမျက်နှာကျက်နေဟိုးအမြင့်ဆုံးမှာဖိုးပွင့်လန်းဆန်းနေရဲ့ပန်းလေးတစ်ပွင့်ပြည့်နဲ့အရေးတကြီးကြည့်နေကြတာမောင်အတွေ့တမမဟုတ်ဘူးဆိုတာတူသိပါတယ်တတိပြနောင်ဝေးကွာနေရဲ့အချိန်လေးပါသစ္စာရှိစောင့်ပေးပါတူကိုမယုံလို့လားကံကြမ္မာပုံတီတွက်လို့မှမရတာတူနားလေပါပါမောင်တို့နှစ်ယောက်အကျိတ်ကိုချားလီတွေးလို့မရဘူးဆိုပြီးမယ်အနေဝေးရင်တော့တွေးအေးသွားမှဆိုရင်အဲ့ဒါတူပြောရမယ်စာမဟုတ်ဘူးလားမောင်လမ်းလျှောက်ရင်းနဲ့မောင်လေးလဲကြီးပြန်ပြီးတူပြောတော့ဒီဂရီဟက်ခနဲ့ရဲချလိုက်ပါတယ်တူကောင်းလေးကိုဖွားလေးပုတ်ပြီးပကုံးလေးကိုပါသူ့ဘက်ရိုက်နေလောက်တိမ်တုံဖတ်လိုက်တယ်ဘာဖြစ်တာလဲလမ်းမကြီးမှာကိုရိုနီယာကိုလူကြီးမိဘတွေအတိအမှတ်ပြုတ်ထားတဲ့ချစ်သူစုံတွဲပြီဆိုတာလူတိုင်းသိပါတယ်ကွာဘာဖြစ်ဖြစ်လက်မထရသေးရင်စီးတော့စောင့်ပါမှာပေါ့မောင်အဲ့ဒါကြောင့်မောင်ကတူပုတ်ပြီးတံပူထားပြီးချစ်ရတာချစ်သူပါလေးကိုနမ်းဖို့တာမောင်အခွင့်ရေးမယူခဲ့ဘူးလားတူမသိဘူးလားအဲ့ဒါကြောင့်လည်းမောင်လေးစားယုံကြည်မှုတွေနဲ့တူချစ်ခင်ရပါကိုကြက်တရားဆိုတာဘယ်အချိန်ဒီမှာဖြစ်စောင့်ထိန်တဲ့နေဒါမှတန်ဖိုးဆိုတာဖြစ်ပေါ်တာမောင်ထားခဲ့တဲ့ဘဝမှာတစ္ဆာတွေနဲ့စောင့်နေမယ်ဆိုတာယုံကြည်ပေးပါကျေးဇူးတမတွေတူရဲ့တူလက်ပွားနုလေးကိုခက်တဲ့ဆုံးမြတ်ပြီးမတ်တိုင်မှာထိုးဆိုင်ထားတဲ့အေဂွန်ဘတ်ကားကြီးပေါ်မှာတူခွေတက်လိုက်ပါတယ်လူရီကြောင့်မှနင်းမြုံမတက်ပြက်နေတဲ့တူကိုလေးကိုသူ့ရင်ခွင်ပေးမှဆွဲသွင်းထားလိုက်ရပေမယ့်စံရွယ်လေးစီမှာရှမ်ပူရှမ်းနဲ့ခက်တဲ့မွေးပြနေတဲ့ကိုတင်းရနံကိုရဲမရှူဆိုင်ရဲ့မယူတောင်းမှုရဲ့တရက်ခန့်ဖြစ်ဆွဆွဲမခံနိုင်တာရှင်ဝတ်သူဆိုတဲ့ကောက်မလေးကိုတန်ဖိုးထားမျက်နှာမိလို့ပါဒီဂရီရဲ့တပေါ်ထောင်ရှင်ဘလူယူဆတယ်လေကိုဆိုမင်းကဘာပြောချင်တာလဲတမီးကိုထားခဲ့ပြီးတန်တဲ့တကြီးကိုထွက်သွားတာလူငယ်တယောက်ရဲ့ယုံကြည်တဲ့နဲ့စွန့်စားလိုမှုပေါ့ကွာတမီးအတွက်ပါလို့သူရောသူ့အမေရောပြောသွားတာပဲအိမ်တောင်တယ်ရီတောင်တာမယားနဲ့အချိန်အကြာကြီးဝေးကွာသွားရင်ဖောက်ပြန်တက်ကြတာယုံကြည်ရပါမလားကိုဆိုရဲ့အခုနေခါမှာအပြစ်မရှိပေမဲ့အားလုံးရဲ့မျက်ကွယ်ရမှာတန်တရားနဲ့စောင့်မကြည့်လူတိုင်းအပြစ်ကင်းနေကြတာပါပဲစင်စင်ရဲ့မောင်တီဂရီဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကိုယုံနေတမီးကတော့ပိုးယုံနေမှာပေါ့လူငယ်တွေရဲ့ဖြစ်ချင်စိတ်ကိုအဟံတာမဖြစ်စေပါနဲ့ဖဖေနဲ့မမေပြောနေတဲ့စကားတွေကိုတိတ်တကူနားထောင်နေမိခြင်းမဟုတ်ပေမဲ့တိုက်ဆိုင်စွာအကွဲတနေရာမှာရှက်နာထောင်မိပါတယ်မမေစိုးရင်ပူပန်မှုနဲ့မမေရဲ့တရားမျှတစွာချင်းချင်းတွေးခေါ်မှုဟာသူမအတွက်ဆိုတာနားလေပါတယ်ဒီဂရီနဲ့သဘောမတူဆိုတာလည်းနားလည်နေပါတယ်ဒီဂရီရဲ့နိုင်ငံခြားအလုပ်သွားမယ်ဆိုတဲ့လက်တလုံးဆုံးဖြတ်ချက်ကြောင့်လေးလေးနက်နက်စဉ်းစားနေခဲ့ကြဖြစ်ပါတယ်သူမလည်းမအောင်နားမလည်နိုင်ဘူးကြီးပွားချမ်းသာချက်ဟာသူမအတွက်ဆိုတာသိနေပေမဲ့စိစက်ကြောင်လန့်ထားခဲ့ဖို့လက်ထပ်ဖို့တခုတော့မအကောင့်ထဲပို့ထားခဲ့တဲ့နဲ့
ဒါပေမဲ့မောင်စိတ်မစိုးစိတ်မကောက်ရဘူးမောင်ကမိဝေးဖပဲချစ်သူနဲ့ဝေးတဲ့နေရာတယောက်တည်းသွားနေရပါမဟုတ်ပါလားမောင်ရဲ့စိတ်ကပြတ်သားရှိရနေစုံပြတ်ပြီးမပြတ်မနေတောင်းဝင်ကြည့်တတ်တယ်ကျောင်းတင်ငန်းစာအစဆရာဒီဆောင်ရှောင်းလှုပ်လာခဲ့ပါဆိုရင်သူရနိုင်တာကိုဂတိပေးပြီးမရနိုင်ရင်တော့ကျွန်တော်ရမှာမဟုတ်ဘူးဆိုပြီးရှေ့မှာရင်မကြောက်မရွံ့တက်တက်ပြုံးရင်းနေသူပြတ်ပါတယ်တငယ်ချင်းနေနဲ့ပတ်သက်ရင်လေဘာကြွေးကြွေးငါပြန်ကြွေးနိုင်မှမင်းတို့ဟောင်းစားမယ်လို့အာမနာတန်ပြောထွက်ရတဲ့သူဒီကိစ္စမှလည်းစုံပြတ်ပြီးသားဖြစ်တဲ့မောင်ဘလို့မောင်တောင်းမရဘူးဆိုတာသူမှသိပါတယ်ဒါကြောင့်မို့ညဉ့်ညံမှုမရှိအောင်ကြိုးစားနေခင်အားဖြစ်တယ်တမိလေလှားထိုင်းနေကွယ်မူတုံမတက်နဲ့အရင်ဆုံးမြင်သွားတဲ့ဖေဖေကသူ့မောင်လှမ်းခေါ်လိုက်ပါတယ်တင်ပြူပြလေးပေါ်မှာသူမယူကျူးဆောင်ဝင်ထိုင်လိုက်တယ်တမိလည်းမောင်ဒီဂရီနိုင်ငံခြားသွားပြီဆိုရင်ရက်ခွက်စားတင်ကျောင်းလေးမှာလောက်အားပေးဆရာမလေးအဖြစ်နဲ့စတင်ပြီးကျောင်းဆရာကြီးစီမှာဖေဖေခွင့်တောင်းထားတယ်လက်တွေကင်းစင်လေးလာတဲ့သဘောပေါက်ကွယ်နောက်မှဆရာကြီးကအစိုးရခန့်ဖြစ်အောင်တောင်းဝင်ယူပေးလိုက်မယ်တမိဝါဒနာပါပါရဲ့ဖေဖေတခြားအလုပ်တွေဆိုရင်အချိန်ကိုလူပန်ပန်စောင့်နေရပါနေဝေးမြေသားတွေတောင်းဝင်ကြသွားရင်လေဖေဖေမမေတို့နဲ့ခွဲနေရမှာဟုတ်တာပေါ့တမီးရဲ့တူရီတော်တမီးလေးဆိုတော့အိမ်တောင်ကြသွားရင်တောင်မမေတို့ကခွဲထုတ်ကြတာမဟုတ်ဘူးအဲ့လိုပြောလို့မရဘူးစင်စင်အဲ့ဒီအချိန်ကျရင်မိဘတွေကစိုင်းသားစိုင်းတော့တာမပိုင်တော့ကိုတို့တောင်းကလည်းဒီလိုပဲခွဲထွက်လာခဲ့တာပဲဟုတ်တယ်မလားတမီးစိတ်ညစ်အောင်မပြောစမ်းပါနဲ့ကျမကသဘောပြောပြတာပါတော့နားလေပါတယ်ဖေဖေနဲ့မမေကလည်းအဝေးကြီးလူတရားကြိုတွေးနေသူကဟိုမှာ3နှစ်လောက်နေဦးမှာပါဒါတော့ကန်ကောင်းမှစုမိစောင်းမိမှနိုင်ငံခြားသွားတဲ့သူတိုင်းအဆင်ပြေကြမှာမဟုတ်တာဖေဖေကတပြင်းချပြီးပြုံးပါတယ်ဖေဖေကတူကောင်းလေးကိုဖွားဖွားပုတ်ပြီးအဲ့လိုတိထားကောင်းပါတယ်တမီးနိုင်ငံခြားသွားတဲ့သူတိုင်းအဆင်မပြေနိုင်ဘူးတချို့ကနိုင်ငံခြားသွားမှစိတ်ချမ်းသာမယ်ထင်ပြီးသွားကြတယ်ရှားသမျှကိုစီကံမရှိသုံးဆွေးတော့ဘလောက်ရမပူရှမ်းတော့ဘူးပေါ့ကိုနိုင်ငံမှာလည်းဝင်ငွေနဲ့ထွက်ငွေမျှတောင်သုံးဆွဲတတ်မယ်ဆိုရင်လူချမ်းသာမဟုတ်တာလူစင်းရတော့မဖြစ်တော့ပါဘူးဒါပေမဲ့ဒီအချိန်မှာမောင်တီဂရီကိုဒါရီပြောပြီးတားဆီးခဲ့ရင်လေသူနားဝင်မှာမဟုတ်ဘူးသူကရည်ရွယ်ချက်ကြီးရဲ့ချစ်ချင်တဲ့စိတ်များနေရဲ့တမီးအတွက်ဆိုတော့ဖေဖေတို့ဝမ်းတောင်ပါရဲ့ကွယ်ဖေဖေရဲ့ယုံကြည်မှုကြောင့်တူစိတ်သက်သာရှားခဲ့ပါရီသူမှလည်းဖေဖေတို့လိုပဲကြည်နူးခြင်းတဝက်စိတ်လိုမကြခြင်းတဝက်နဲ့မောင်ဘာမှလည်းမပြောတာခဲ့ဘူးဖေဖေတို့နဲ့စကားပြောပြီးတော့မောင်တို့အိမ်ဘက်သူမထွက်လာခဲ့မောင်ညမလေးမိစုကသူမကိုအပြေးလွှမ်းထွက်ကြွယ်ကိုကြီးဒီမှာမမသူရောက်လာပြီပြို့မမသူကိုခေါ်ထားရမလားဟုတ်တယ်ညီမလေးဟိုတငယ်ချင်းတယောက်ကိုလည်းခေါ်ထားရင်လေသူမသွားခင်မှာထမင်းချက်စားရအောင်လို့ရဲ့ဟာပျော်စရာကြီးနေပါသူကចောင်းသွားအောင်မမသူရဲ့ဝိုင်းကူကုတ်လို့လည်းမရဘူးမမေကတော့မိဖို့တဲမှာဘာတွေလုပ်နေလဲမသိဘူးပညာကြီးကအရေးကြီးရဲ့ចောင်းတက်ရမှာပေါ့ငါညမရဲ့ညနေညီမလေးចောင်းပြန်လာမှစားစရာကြီးချန်ထားလိုက်မယ်နော်ဟုတ်ကဲ့မမသူမိစုကနာခံစွာသူမလက်တစ်ဖက်ကိုဆွဲဆုပ်ပြီးအိတ်တဲလိုက်ဝင်ចောင်းလွယ်ရှုပ်ပြီးပြန်ထွက်သွားတယ်ဒီဂရီအမေကိုသူမအရင်ဆုံးနှုတ်ဆက်လိုက်ပါတယ်အန်တီမြဈေးချင်းနဲ့ဈေးသွားတော့မှလားအေးကွယ်ဒါသူ့ရဲ့တငယ်ချင်းတွေကိုအပျော်ထမင်းချက်ကြွေးချင်တဲ့ထမင်းဆိုတာကို့အိမ်မှာအမြဲစားနေကြတာမလားနိုင်ငံခြားမှာစားကြနိုင်စားလို့မရတဲ့ညမမုံဟင်းကားပဲအတီးချက်ထားလိုက်တယ်အခုမုတ်ပတ်နဲ့နန်းနန်းပင်လေးရှောက်တီးလေးတောင်းဝယ်မလို့လေအန်တီများကမုံဟင်းရေတောင်မှချက်ပေးပြီပေါ့သူတို့ကကုလုပ်ပေးကြလားစောစောထွက်လာခဲ့တာအေးနေပါကွယ်အန်တီများဈေးပိတ်ရက်မို့လှုပ်ပေးနိုင်တာပါဒါနဲ့စကားပြောနေကြအောင်နော်တငယ်ချင်းတွေလည်းလာတော့မယ်ထင်ပါတယ်မနေ့ကလည်းမိမိကိုမောင်ကုလုပ်ပေးနေရပါရောက်ခမကြီးကိုစိတ်ဘူးမနေနဲ့မောင်တော့ရှောက်ပြောနေရဲ့ဘာမှလည်းမဆိုင်သေးပဲနဲ့ဆိုင်ကျင်လို့မောင်အဝေးကိုတွားရတော့မှလေတူကိုမခွဲနိုင်ပဲခွဲရတော့မှတူမတိုက်တုံးတော့မောင်ကလွယ်ပြီးဘာမှမမှတ်မဟုတ်ဒါပေမဲ့
ပြည့်စုံတဲ့မိသားစုဘဝလေးကိုမောင်အရင်မျှော်လင့်နေချက်ဝန်းချက်ကျဲနဲ့တိုက်ရင်လှလှလေးရဲ့ပါမောင်ရဲ့တူတူရဲ့တားလေးတွေတမီးလေးတွေရဲ့အတူတူနေရရင်ဘလောက်များပြောစရာကောင်းနိုင်မလဲတူတူလည်းအဲ့ဒီဘဝမျိုးလေးလူကျင်တာပါပဲမောင်အိမ်တောင်ရှက်မကောင်းတယောက်မိခင်ကောင်းတယောက်ဖြစ်အောင်တူတူစူးစမ်းကြတယ်မောင်နဲ့အတူနေရရင်ဆိုတဲ့စိတ်ကူးရင်မှုမျိုးဟိုးရင်နေရရှိခဲ့ရပါဒီလိုမျိုးကြီးခွဲခွာရမယ်ဆိုတဲ့အကြောင်းတော့မဖောက်ပေါ့အတူသွားအတူစားအတူနေကြရတဲ့အချိန်တွေကိုတူတူတော်တော်နဲ့မေးပြောင်းနိုင်မယ်မထင်ဘူးတန်ရောစိတ်နေရမေးလွယ်ပြောက်လွယ်အချိန်တူလေးအတွဲမှာမဟုတ်ခင်တာလေအခုဆိုအနီးဝေးသွားရင်မောင်မေးသွားမလားဆိုတဲ့စိုးရင်စိတ်တွေလည်းရှင်ထဲမှာပြေးပဲတူတူရဲ့ရင်ထဲမှာမခံစားနိုင်စွာတူတူနာမည်လေးကိုတီတူရှိရွရင်မျက်နှာမဝါစွာတူတူကိုလေးကိုခတ်တက်တင်ဆွဲဖက်ပြစ်လိုက်ပါတယ်တူတူကိုလေးကရှုံးကန်တောင့်တင်းခြင်းမရှိပဲပြော့ခွေမိနွဲစွာသူ့ရင်ခွင်ထဲမှာတွေးကန်းလိုက်ပါတယ်တူတူမောင်တဘဝစာအတွက်တောက်ပူထားရည်ရွယ်ထားခဲ့ရပါတူတူမောင်ရမ်းချက်တယ်မောင်တောင်းတတဲ့မိသားစုဘဝလေးအတွက်မောင်ကြိုးစားမှာပါတူတူစီကမောင်တခုပဲတောင်းဆိုကြပါတယ်ပြောပါမောင်တူတူတို့ကနှလုံးသားချင်းတစ္ဆာဆူထားကြတာပဲအဲ့ဒီဘဝလေးကိုရတဲ့အချိန်အထိမောင်တစ္ဆာရှိရှိစောင့်ပေးပါဘာတွေပဲဖြစ်နေနေမောင်တို့နှစ်ယောက်ရဲ့နားလည်မှုဟာဘယ်ရာမှတွေးခွဲလို့မရစေရအောင်မောင်ကအနက်တချက်နဲ့တစ္ဆာတိုက်တင်လိုက်ပါတယ်အဲ့ဒီနောက်ငြိမ်သက်စွာခံယူရင်းဒုမကတိပေးလိုက်တယ်တဘဝစာအတွက်တစ္ဆာတရားပါတယ်ပေါင်းပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူနှတ်သမီးရေးသားထားတဲ့မောင်ပြောခဲ့တာလေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့မှာဆိုရင်တော့ဒီဇာတ်လမ်းလေးရဲ့အပိုင်း2ကိုထပ်မံပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကလည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်ပြီးအားပေးနားဆင်မှအောင်လို့ပြောရင်းနဲ့နှုတ်ဆက်ပါတယ်နောက်ဆုံးကြတဲ့တဦးတယောက်ချင်းစီအောင်လည်းကျေးဇူးတက်ပါတယ်ရှင်